ငွေတိုးချွေးစားပြီးတော့စီးပွားရေးရှာနေရင်လည်းအပြစ်ရှိပါလားလို့မြင်ရပါတယ်ခင်ဗျာငွေတိုးရှိစားတာကတော့အပြစ်မဖြစ်ဘူးလေငွေတိုးရှိစားတာကအပြစ်မဖြစ်ဘူးဒါကနှစ်ဦးသဘောတူတမန်အာဇီဝကြကြလက်ခံတာလေကြိုက်ရင်ရှေ့ပေါ့မကြိုက်ရင်မရှိနဲ့လေနော်အဲ့တော့100ကိုဘယ်နှချက်တိုးနဲ့1000ကိုဘယ်နှချက်တိုးနဲ့ဆိုပြီးတော့နှစ်ဦးသဘောတူညီလို့ဒါကိုသူယူခြင်းဖြစ်တယ်အဲကြောင့်ဒီအတိုးပေးတာကနော်အာကုသို့ဖြစ်မဖြစ်ပါဘူးကိုယ့်ဘက်ကရင်းနှီးမြှုပ်နှံထားရတာလေသူဝတ်ဆန်နေပေးထားရတာဒီအတွက်တော့အတိုးနဲ့ကိုယ်ပြန်ပေးတာပေါ့နော်ဒါကပြစ်မရှိဘူးတို့ဝင်းကြီးထဲမှာတော့မှဝင်းကြီးထဲမှာကတော့ရဟန်းတော်တွေကအတိုးပေးလို့မရဘူးဝင်းကြီးအရာကရဟန်းတော်တွေအဆန်ချင်းငါချင်းအတိုးပေးချင်းမအပ်ဆက်ဘူးပေါ့အဲ့တော့တက္ကရာမာလာတီကာမာလာတွေးလိုက်တယ်ကပ္ပိယကာရကတွေကတန်ဃာတော်တွေချမ်းသာအောင်အတိုးလုပ်ပေးတယ်ပေါ့နော်ကပ္ပိယတွေကဆိုတော့ရဟန်းမလုပ်ဘူးရဟန်းကလောက်ခိုင်းတာလည်းမဟုတ်ဘူးလုပ်လည်းမလုပ်ဘူးကပ္ပိယတွေကလုပ်တယ်ဆိုရင်ဒါအဆက်တယ်ပေါ့နော်ဒါအဲ့လိုမျိုးတော့လာဆိုတော့အကိန်းသာအကုသို့ဖြစ်မယ်ဆိုရင်ဒါအဆက်တယ်ဆိုတော့စကားပါမှာမဟုတ်ဘူးလေနော်အဲကြောင့်ကပ္ပိယအကုသို့မဖြစ်တဲ့အတွက်ကြောင့်ပဲကပ္ပိယတွေကလုပ်ပေးရင်အဆက်တယ်ဆိုတော့ပါတယ်ဒီဒါ